စာပေချစ်သူပေါင်းမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စာရေးသူတူဖြစ်တဲ့စံဝင်းအောင်များအောင်ပါယခုနားဆင်နေကြတဲ့စာပေချစ်သူများကိုကျွန်တော်ကိုယ်တိုင်ရေးသားထားတဲ့ဝတ္ထုတို့ကလေးတစ်ပုဒ်အကြောင်းဖတ်ကြားတင်ဆက်သွားမှာဖြစ်ပါတယ်ဒီဝတ္ထုတို့ကလေးဟာ2024ခုနှစ်မြန်မာနိုင်ငံစာရေးဆရာအသင်းဒုတိယအကြိမ်စာပေပြိုင်ပွဲဝတ္ထုတို့ပြိုင်ပွဲမှာအထူးစု1ရရှိခဲ့တဲ့စာမူတစ်ပုဒ်ပါညှိုးမှန်ဖွဲ့လျော်ထင်းလို့အမည်ရပါတယ်ခံစားနားဆင်ကြည့်ကြပါဦးခင်ဗျာညှိုးမှန်ဖွဲ့လျော်ထင်းတခါတရံအကြံမရှိမှားယွင်းမိလဲတတိလဲပြုမကောင်းမှု၌အနုမြူးညက်စံတရွက်မြလေ့ကျက်မဲ့လျင်မိတ်စေမင်းဂံဘီတာရပြုတ်23အခန်း1ဝါဆိုဝါကောင်ရေဖောင်းဖောင်းဆိုသည့်အတိုင်းအေယာဝတီမြစ်အတွင်းတွင်ရေအမြင့်ဆုံးတက်နေခြင်းဖြစ်သည်ကော်ဖီရောင်ဆင်းရှိသောမြစ်ရေသည်အရှိန်အဟုန်ဖြင့်စီးဆင်းနေ၏ရံဖန်ရံခါဒိုက်တရောများဗေဒာဘုတ်များမျောပါသွားသည်ကိုမြင်ရသည်တင်မောကြီးငယ်တို့သည်လည်းအဆုံအဆန်ခုတ်မောင်းလျက်ရာဇဝင်များရဲ့သူတို့သမီးအေယာဝတီသည်သူ၏တာဝန်ကျေပွန်စွာစီးဆင်းနေမြဲပင်မိသားဌာနငိမ့်စားတွဲစစ်မှုကြီးဥအောင်ဝင်းသည်မြောင်မြို့အေယာဝတီမြစ်ကမ်းတစ်ပေရှိနွေအရိပ်အမည်ရှိသည့်လက်ဖက်ရည်ဆိုင်တွင်ထိုင်လျက်အေယာဝတီမြစ်တွင်ငေးမောကြည့်ရှုနေသည်ထိုစဉ်ဇက်အမျိုးအစားတင်မောကြီးပေါ်တွင်မော်တော်ကားမျိုးစုံတင်ဆောင်ပြီးခုတ်မောင်းသွားသည်ကိုမြင်လိုက်ရလေ၏သူ၏မျက်နှာပြင်တွင်ကြည်လင်ဝန်းပသွားသည်ထိုကဲ့သို့ဇက်တင်မောကြီးပေါ်တွင်တစ်ချိန်ကယထာတွဲများယထာဆက်ကောင်းကြီးများတင်ဆောင်လျက်လှုပ်ဆောင်ခဲ့ရသည်တို့ကိုပြန်လဲသတိရသွားမိလေတော့သည်ခန်းနှစ်ကိုအောင်ဝင်းသည်တပည့်တွဲလုပ်သားများနှင့်အတူဟင်္ဒရစိတ်ကန်းလက်ဖက်ရည်ဆိုင်တွင်ထိုင်နေ၏နန်းနဲ့6နာရီခွဲအချိန်ကပင်မြစ်ကူးအထူးယထာသည်ဟင်္ဒရဘူရာမှထွက်ခွာလာရာစိတ်ကန်းသို့6နာရီ50အချိန်ဆက်ရောက်လေသည်ထိုယထာဖြင့်သူတို့အားလုံးပါလာကြခြင်းဖြစ်၏ယခင်ကဟင်္ဒရဘူရာနှင့်ဟင်္ဒရစိတ်ကန်းဘူရာအဖြစ်ခရီးသည်စီယထာလန်းတို့ပြေးဆွဲခဲ့သောလမ်းဟောင်းဖြစ်သည်နှစ်ပေါင်းများစွာမပြေးဆွဲတော့သည်မှကြာပြီးဖြစ်သည့်လမ်းပိုင်းဖြစ်၏သို့သောနှစ်စဉ်တစ်နှစ်လျင်တစ်ကြိမ်ထိုလမ်းကိုပြုပြင်သုံးဆွဲသည်အေယာဝတီမြစ်ကြောင်းပြောင်းလဲသွားသဖြင့်နွေရာသီရေကျခြင်းတွင်ထိုစိတ်ကမ်းမှရေမရှိတော့ဘဲသဲတောင်မြင်သာဖြစ်၍စိတ်ကမ်းယထာပြေးဆွဲမှုမပြုတော့ခြင်းဖြစ်သည်အေယာဝတီမြစ်၏အမြင့်ဆုံးမြစ်ရေတက်ချိန်သည်အချိန်ကာလဖြစ်သောဝါဆိုဝါကောင်ဇူလိုင်ဩဂုတ်လတွင်မိထတွဲဟောင်းတွဲသည့်စက်ကောင်းဟောင်းစက်ကောင်းသည့်လဲလဲရန်မြစ်ကူးသည့်အချိန်မှသာသုံးလေ၏ထိုအချိန်ကိုမြစ်ကူးရာသည့်မြစ်ကူးကာလဟုခေါ်ကြသည်ထိုအချိန်မျိုးတွင်မြစ်ရေမှဤစိတ်ကမ်းမိထားလမ်းကြီးအထိတက်လေသည်အေယာဝတီမိထားအတွက်နှစ်ပတ်လည်ကောင်းမွန်စွာပြေးဆွဲနိုင်ရန်သက်တမ်းလွန်တွဲများပြေးဆွဲရန်မသင့်တော့ပဲအကြီးတန်းပြုပြင်ရမည့်တွဲများနှင့်စက်ကောင်းများကိုအကြီးတန်းတွဲပြင်ဆက်ယုံမြင့်ငယ်သို့၎င်းအကြီးတန်းစက်ကောင်းပြင်ဆက်ယုံရွာထောင်သို့၎င်းပို့ဆောင်ပေးရမည်ဖြစ်သည်ထို့အတူအဟောင်းပြန်ပို့သောတွဲများစက်ကောင်းများအစားအကြီးတန်းပြင်ပြီးသည့်တွဲသစ်များစက်ကောင်းသစ်များကိုလည်းထိုစက်ယုံကြီးများမှပြန်လည်ရယူရန်မြစ်ကူးကြခြင်းဖြစ်သည်မိသားဌာနရှိအရာရှိလူကြီးများသည်မြစ်ကူးချောင်းကြားဖြစ်သောအေယာဝတီတိုင်းအတွက်ရေတက်ချိန်၌သာမြစ်ကူးလုပ်ငန်းလှုပ်ဆောင်နိုင်လျာရေအမြင့်ဆုံးတက်ချိန်ကိုမိုးဇလဌာနနှင့်ကြိုတင်မေးမြန်းညှိနှိုင်းထားရသည်မိုးဇလမှအမြင့်ဆုံးရေတက်ချိန်တွင်
တ်မှတ်ယထာတွဲနှင့်စက်ကောင်းများတင်ဆောင်ကူးနိုင်ရန်ရေချောင်းပို့ဆောင်ရေးရှိဇက်ကလတ်သင်္ဘောကိုကြိုတင်ငှားရမ်းထားရ၏စာချုပ်ချုပ်ဆိုရ၏ရေတက်ချိန်အတွင်းလုပ်ငန်းပြီးဆုံးရန်အစီအစဉ်ရေးဆွဲရသည်သတ်မှတ်ရဲ့အမိသင်္ဘောမရောက်ပါကရေချောင်းပို့ဆောင်ရေးဌာန၏တာဝန်ဖြစ်သည်သင်္ဘောရောက်ပြီးအသုံးမပြုနိုင်ပါကလည်းမိသားဌာန၏တာဝန်ဖြစ်သည်ယနေ့သည်စက်သင်္ဘောရောက်မည်ဟုသတ်မှတ်ရက်ပေးထား၍ကိုအောင်ဝင်းတို့စက်မှုဌာနစက်ကောင်းနှင့်တွဲပြင်းအဖွဲ့များတန်လန်းအင်ဂျင်နီယာအဖွဲ့များပို့ဆောင်ရေးဌာနတာဝန်ရှိသူများမြစ်ကူးအထူးယထာဖြင့်ရောက်ရှိလာကြခြင်းဖြစ်၏ထိုအချိန်နှင့်တစ်ချိန်သည်တာရောစိတ်ကမ်းတွင်လည်းလက်ဗရန်မှစက်မှုအင်ဂျင်နီယာဌာနတန်လန်းအင်ဂျင်နီယာဌာနပို့ဆောင်ရေးဌာနစသောမြစ်ကူးတာဝန်ထမ်းဆောင်မည့်အဖွဲ့များရောက်ရှိနေကြရသည်တွဲစစ်မှုကိုအောင်ဝင်းသည်ဟင်္ဒရာတွဲပြင်ဌာနမှမဟုတ်ပါသူ၏နယ်မြေတာဝန်မှပသိမ်တွဲစစ်တွဲပြင်ဌာနတွင်ဖြစ်သည်သို့သောမြစ်ကူးကျွမ်းကျင်အထူးတာဝန်ဖြင့်ပသိမ်မှခေါ်ယူထားခြင်းဖြစ်၏ယခင်ကဟင်္ဒရာတွင်တာဝန်ထမ်းဆောင်ခဲ့ပြီးနှစ်စဉ်သူဥဆောင်ကမြစ်ကူးလုပ်ငန်းလုပ်ခဲ့ရသူဖြစ်၍ကျွမ်းကျင်သူအဖြစ်တိုင်းအရာရှိကနှစ်သက်သူဖြစ်သည်ယခုနှစ်တွင်အသစ်ပြောင်းရွှေ့ရောက်ရှိလာသောလက်ထောက်တိုင်းအရာရှိတဦး၏ဥဆောင်မှုနှင့်အတူကိုအောင်ဝင်းတို့တွဲစစ်တွဲပြင်အဖွဲ့ကလှုပ်ဆောင်ရမည်ဖြစ်ပါသည်တွဲစစ်မှုကိုအောင်ဝင်းနှင့်အတူသူ့လက်အောက်တွင်ဒုတွဲပြင်တဦးလုပ်သား3ဦးတို့ပါဝင်သည်အားလုံးသည်နှစ်စဉ်ထမ်းဆောင်နေကြကျွမ်းကျင်လုပ်သားများဖြစ်ကြ၏စမှုဌာနရှိတိုင်းအရာရှိအား DME ဟုခေါ်၍လက်ထောက်တိုင်းအရာရှိအား AME ဟုခေါ်ပါသည်လက်ထောက်တိုင်းအရာရှိ AME ဆရာဥက္ကမောင်မြင့်သည်လူငယ်ပညာတတ်တဦးဖြစ်၏စက်မှုတက္ကသိုလ်မှစက်မှုအင်ဂျင်နီယာဘွဲ့ရကျောင်းဆင်းဖြစ်သည်သဘောလဲကောင်းသဖြင့်အလုပ်သမားများအားလုံးနှင့်လည်းခင်မင်၏ဇက်ရည်ရင်မရောက်သေး၍ဆရာတပည့်များအားလုံးလက်ဖက်ရည်ဆိုင်တွင်စကားကောင်းနေကြသည်ဒီနှစ်လာမယ့်ဇက်ကလတ်ကကြီးလာသေးလားဆရာတပည့်ဖြစ်သူမောင်ဟိတန်းဤစကားကြောင့်ကိုအောင်ဝင်းလက်ဖက်ရည်ခွက်ကိုတောက်ရန်ကင်ထားပြီးမတောက်သေးပဲရောက်လာမှသိမှာပေါ့ကွာသူတို့ရေချောင်းကလည်းအားတဲ့ကောင်ကိုပို့ပေးတာပါအကောင်ကြီးဆိုအဆင်ပြေတယ်ဆရာအသေးနဲ့ဆိုတွဲများများမပါတော့ရက်ရှည်နေမှစိုးရတယ်လာတဲ့ကောင်နဲ့ပဲအကောင်ဆုံးဖြစ်အောင်လုပ်ကြတာပေါ့ကွာအဓိကအန်ရယ်မဖြစ်ဖို့ပါပဲဆရာ AME ကလည်းဒီနှစ်တွဲဘလောက်များလဲကိုအောင်ဝင်ဩဟုတ်သားပဲဆရာကိုတွဲစင်းတစ်စုံပေးဖို့ယူလာတာမိတ်နေတယ်လူစည်း16တွဲကုံတွဲ30နဲ့စက်ကောင်း3လုံးပါဆရာဒီနှစ်တွဲနေပါတယ်ပြောရင်ကိုအောင်ဝင်းအိတ်ထဲမှာတွဲစင်းစာရွက်များကို AME ဆရာဥက္ကမောင်မြင့်အားပေးလိုက်၏ဆရာဥက္ကမောင်မြင့်သည်စာရွက်များကိုယူပြီးဖတ်ကြည့်နေ၏မြင့်ငယ်မှပို့မိတွဲသစ်စင်းရင်ဟင်္ဒရာမှပြန်ပို့မိတွဲဟောင်းစင်းရင်အားလုံးပါသည်နာနဲ့8နာရီကြော်သွားပြီဇက်ရည်ရင်မှရောက်မလာသေးမိုးရာသီဖြစ်တော့လဲနေအပူရှိန်မှမြင့်တက်လာနေ၏ထိုစဉ်ဇက်ကလတ်လာနေပြီဟဲ့ပို့ဆောင်ရေးဌာနမှတွာလာရေးအုပ် TIE တပီလေးမောင်မြတန်းကអော်လိုက်၏အလုံးအေယာဝတီမြစ်ပြင်စီတို့မျက်လုံးများရောက်သွားကြလေသည်ခတ်ဝေးဝေးရှိမြစ်မတွင်ဇက်ကလတ်တစည်းမောင်းနှင်လာနေသည်ကိုမြင်ရ၏မြစ်မမှဤစိတ်ကန်းသို့ရောက်ရန်ကွစ်ပတ်လာရပေအောင်မည်အလဲတွင်တောင်ထွန်းနေသောကျွန်းရှိသောကြောင့်ဖြစ်၏မကြာမီလုပ်ငန်းစတင်ရတော့မည်ဝန်ထမ်းများအားလုံးလှုပ်လှုပ်ရွရွရှိနေကြလေ၏အခန်း3ဇက်ကလတ်သင်္ဘောသည်စိတ်ကန်းသို့ဆိုက်ရောက်လာ၏မြည်ရပြင်အဆက်တွင်စက်သင်္ဘောကတ်လျင်အစင်သစ်ဖြစ်နိုင်စေရန်တန်လန်းအင်ဂျင်နီယာဌာနမှဇလီဖားတုံးများကိုခွေလျက်ထားပေသည်ထိုဇလီဖားတုံးခွေထားသည့်နေရာအထိယထာလန်ခင်းထားခြင်းဖြစ်သည်ဇက်သင်္ဘောသည်မြည်ရည်စည်းနှင့်ရှင်လျက်စိတ်ကန်းကိုကပ်၍မဖြစ်ပါမြစ်ကိုကန့်လန့်အနေထားဖြင့်သင်္ဘောပေါ်မှယထာလန်နှင့်ကုန်းပေါ်မှယထာလန်တဲ့တဲ့ဆက်နိုင်ရန်ရပ်တန့်ပေးရသည်သင်္ဘောမရွေ့ရစေရန်
ကျိုးများဖြင့်ဆိုင်းထားရ၏သင်္ဘောရက်သည်နှင့်တန်လန်းအင်ဂျင်နီယာဌာနမှလမ်းဘူကြီးသည်သင်္ဘောပေါ်တက်သွား၏သူ၏တပည့်များသည်ဇလီဖားတုံးများတန်လန်းများတန်လန်းခင်းရာတွင်အသုံးပြုသည့်လက်နက်ကိရိယာများထမ်းလျက်သင်္ဘောပေါ်သို့တည်ဆောင်နေကြ၏သင်္ဘောကြမ်းမြင်ပေါ်တွင်ဇလီဖားတုံးများချစီပြီးတန်လန်းခင်းနေကြလေသည်ကိုအောင်ဝင်းသည်လက်ဖက်ရည်ဆိုင်၌ပင်ဆက်လက်ထိုင်နေ၏သူတို့အလုတ်ကမရှိသေးတန်လန်းဖွဲ့များတန်လန်းခင်းပြီးသင်္ဘောပေါ်မှလမ်းနှင့်ကုန်းပေါ်မှယထာလန်းဆက်ပြီးမှသာသူတို့ကယထာဆက်ကောင်းနှင့်တွဲများကိုသင်္ဘောပေါ်တင်ပေးရမည်ဖြစ်သည်ထိုချိန်တွင်AME ဥက္ကမောင်မြင့်သည်ပေကျိုးဘူးကြီးကင်လျက်သင်္ဘောပေါ်တွင်တိုင်းထွာရန်လုပ်နေ၏သူတယောက်ထိတိုင်း၍မရနိုင်သည်မို့တွဲလုတ်သားမောင်ကန်မြင့်ကိုခေါ်သွားသည်တစ်ဖက်မှပေကျိုးအစကိုကင်ပေးရန်အတွက်ဖြစ်၏ဒုတွဲပြင်မောင်ဤတန်းသည်ကိုအောင်ဝင်းနှင့်အတူရှိနေရမှဆရာAME သင်္ဘောအရှိကိုတိုင်းနေတယ်အဲ့ဒါဆရာနဲ့ကျွန်တော်တို့ကဒီမှာအေးအေးဆေးဆေးထိုင်နေလို့ကောင်းပါမလားတော့ကြာကျွန်တော်တို့ကိုစိတ်ဆိုးနေအောင်မယ်ကျွန်တော်လိုက်သွားလိုက်အောင်မယ်ဆရာမောင်ဤတန်းကကိုအောင်ဝင်းကိုပြောခြင်းဖြစ်သည်အေးကွာငါဆရာကလည်းနေရီပူရတဲ့အထဲအပင်မခံနေပြန်ပြီမောင်ဤတန်းမင်းသွားပြီးဆရာ AME ကိုဒီမှာလာနားနေပါငါကခေါ်နေလို့ပြောလိုက်ကွာမောင်ဤတန်းထွက်သွားလေ၏သင်္ဘောပေါ်ရောက်သောအခါဆရာ AME နှင့်မောင်ဤတန်းစကားပြောနေသည်ကိုသူလှမ်းမြင်နေရ၏အတန်ကိုတော့မကြားရပါသို့သောAME အသွင်သဏ္ဍာန်မှာသိသဘောကျပုံမရပြီကိုအောင်ဝင်းကိုကျေနပ်ပုံမရထင်သည့်အတိုင်းမှာပဲဆရာ AME သည်သင်္ဘောပေါ်မှာခတ်တွတ်ပြန်ဆင်းလာနေ၏ကိုအောင်ဝင်းထံသို့ဓာတ်ရိုက်လာနေသည်အနားရောက်သည့်နှင့်ကိုအောင်ဝင်းခမည်းကဆရာကြီးစတိုင်နဲ့ပါလားကျုပ်လိုတိုင်းအရာရှိကိုယ်တိုင်နေဘူးထဲမှာအလုပ်လုပ်နေတာခမည်းကထိုင်ရမထနဲ့ဘာသဘောလဲဗျအမှန်ပင် AME မျက်နှာသည်ချွေးများပြန်လျက်หนีရဲနေ၏ကိုအောင်ဝင်းကပြုံးလျက်တမျိုးမထင်ပါနဲ့ဆရာကျွန်တော်ဆရာကြီးလှုပ်ထားတော့မဟုတ်ပါဘူးဒီလှုပ်တွေကကျွန်တော်တို့နှစ်စဉ်လုပ်နေကြတယ်ပါတန်လန်းခင်းပြီးမှကျွန်တော်တို့အလုပ်ကလုပ်ရမှာမို့ပါထိုင်ရလုံးလေးထိုင်းနေတာဆရာကိုလည်းနားနားနေဖို့ကျွန်တော်ခေါ်လိုက်တာပါကျုပ်ကအလကားလုပ်နေတာမဟုတ်ဘူးလေဗျာသင်္ဘောအရှိကိုသိရမှတွဲဘယ်နဲ့တွဲတင်နိုင်မယ်ဆိုတာတွဲအရှိနဲ့တွဲလို့ရမှာပေါ့ရန်တန်ပြီးတွဲတွေကိုထိုးတင်လို့ရမလား AME အတန်အနှဲငယ်မာလာ၏ကိုအောင်ဝင်းကခပ်ပြုံးပြုံးပင်အဲ့ဒါလဲလွယ်ပါတယ်ဆရာနေပူထဲမှာပေကျိုးကြီးနဲ့တိုင်းနေစရာမလိုပါဘူးကျွန်တော်လုပ်ပြပါမယ်ဆရာစိတ်မဆိုးနဲ့နော်မောင်တန်သွားကွာမဲစလီကိုတင်အောင်ကိုတွားမေးလိုက်လမ်းပြောင်းအရှိသင်္ဘောတကားအထိတန်လန်းဘယ်နှဆက်ခင်းလဲဘေးလန်းတို့ကိုတန်လန်းဘယ်နှဆက်ခင်းလဲမေးလာခဲ့မောင်အေးတန်ထွက်သွားသည်AME ကကိုအောင်ဝင်းကိုစိုက်ကြည့်နေ၏ကိုအောင်ဝင်းကရေတန်ဘူးမှရေကိုဖန်ကွက်တွင်ထည့်၍ဆရာ AME ကိုပေးလိုက်သည် AME ရေတောက်လိုက်၏မဲဇလီဆိုသည်မှာမိသားအခေါ်ဖြစ်သည်တန်လန်းအင်ဂျင်နီယာဌာနရှိတန်လန်းလုပ်သားများ၏လုပ်သားကောင်းဆောင်ဖြစ်ပါသည်မဲဇလီကိုတင်အောင်သည်လည်းတန်လန်းအင်ဂျင်နီယာဌာနမှကျွမ်းကျင်လုပ်သားကောင်းဆောင်တဦးဖြစ်သည်မောင်ရည်တန်းပြန်ရောက်လာ၏ဆရာလမ်းရှိကတန်လန်း30နဲ့တကားပေါ်ကို10ပေလမ်းတို့ဆက်ထားတယ်တဲ့ဘေးလမ်းတို့ကတန်လန်း20တဲ့ဆရာကိုအောင်ဝင်းကမောင်ရည်တန်းပြောသည်ကိုနားထောင်ပြီးစိတ်တွက်ဖြင့်တွက်လိုက်၏ထို့နောက်လမ်းရှိက109ပေပါဆရာလမ်းတို့က66ပေပါလမ်းတို့က66ပေဆိုတာတန်လန်းချင်းဆက်လို့ရအောင်20လောက်ထားတာပါတကယ်တွဲတင်မယ်ဆိုရင်လမ်းတို့မှာကုံတွဲဂျီဘိုဂီတွဲနဲ့လေးဘိန်း GH တွဲပဲရမယ်လမ်းရှိမှာတင်မဲ့တွဲတွေအတွက်က body side connection မဖြစ်အောင်ထားရမှာလမ်းရှိကတော့လူစည်းတွဲကြီးတွဲနဲ့ဂျီဘိုဂီတွဲဒါမှမဟုတ် GH လေးဘိန်း2တွဲတင်လို့ရမှာပါအဓိကတန်လန်းရှိဘယ်လောက်လဲဆိုတာသိဖို့ပဲမဟုတ်လားဆရာ
အဲ့ဒါကြောင့်တန်လန်းခင်းနေတဲ့မဲဇလီတန်လန်းလူသားကောင်းဆောင်ကိုတင်အောင်ကိုမေးလိုက်ရတာပါတန်လန်းဘောမှာယထာတွဲတွေကနေရမှာလေသင်္ဘောအရှိထက်တန်လန်းခင်းနိုင်တဲ့အတိုင်းအတာသိဖို့ပါပဲဆရာကိုအောင်ဝင်းကတေချာစွာရှင်းပြလိုက်၏ထိုအခါမှဆရာအေမီကခမည်းကဒါကြောင့်နာမည်ကြီးနေတာကိုအေးပေါ့ဗျာခုနေတော့ကျုပ်ကအတွေ့အကြုံနှုတ်သေးလို့ခမည်းကိုဆရာတင်ရတော့မှာပေါ့ဒါပေမဲ့ကျွန်တော်ကြိုတင်တော့ပြောထားမယ်နော်အဲ့ဒီပညာတွေအကုန်ကျွန်တော်တတ်သွားပြီးခမည်းရဲ့ဟာကွက်တွေ့တဲ့အခါကျွန်တော်ခမည်းကိုဆော်မှာနော်အေမီကပြောင်းတယ်လို့ပြုံးဆဆနဲ့ပြောလေသည်ကိုအောင်ဝင်းကလည်းပြုံးလျက်ပြန်ပြော၏ရပါတယ်ဆရာဒါကတော့ဆရာအမြဲတမ်းကျွန်တော်တို့အထက်ကပဲလေကျွန်တော်ကကြီးကြပ်ရေးအဆင့်ပဲရှိတာဆရာကအရာရှိပဲဆရာအခုလိုပြောတော့ပိုကောင်းတာပေါ့ကျွန်တော်ကပိုးပြီးအမှားမရှိအောင်ဂရုစိုက်ဖြစ်မှာလေကိုအောင်ဝင်းပြောလိုက်သည်ကိုဆရာအေမီကပြုံးလျက်ခေါင်းညှိပ်ပြလေ၏ဆရာအေမီကသူ့ထက်အသက်ငယ်တော့လဲအုတ်ချုပ်ရေးအရာရှိဖြစ်သည်ကတကြောင်ဘီအီဘွဲရပညာတတ်ဖြစ်သည်ကတကြောင်ထို့ကြောင့်ကိုအောင်ဝင်းကယိုသေးလေးစားပါ၏သို့တော့သူ၏လှုပ်သက်နှင့်များစွာအတွေ့အကြုံကရရှိလာသည့်လက်တွေ့အတတ်ပညာများကိုသိသမျှလှုပ်ဆောင်ခြင်းသာဖြစ်ပါသည်ဤသို့ဖြင့်မြစ်ကူးလုပ်ငန်းသည်အခက်ခဲများကြားမှပင်12ရက်မြောက်သောနေ့တွင်ပြီးဆုံးသွားခဲ့လေတော့သည်အခန်းလေးမြစ်ကူးလုပ်ငန်းအောင်မြင်စွာပြီးစီးခြင်းအထိတ်အမှတ်အဖြစ်ဟင်္ဒရာဆက်ယုံတွင်ညစာစားပွဲကျင်းပသည်ထိုညစာစားပွဲ၌တိုင်းအရာရှိဆရာဒီအမီကတွဲစစ်မှုကိုအောင်ဝင်း၏လုပ်ငန်းကျွမ်းကျင်မှုကိုထုတ်ဖော်ချီးကျူးလေသည်ထိုကိစ္စမှာအခြားမဟုတ်မြစ်ကူးတတိယနေ့တွင်တစ်ဖက်ကမ်းမှစက်ကောင်းအသစ်ပါလာသောနေ့ဖြစ်၏ထိုနေ့ကဆရာဒီအမီကိုယ်တိုင်စိတ်ကမ်းသို့လိုက်ပါလာသည်ရံဖန်ရံခါတိုင်းအရာရှိများကိုယ်တိုင်လာရောက်ကိုယ်ကဲရ၏စက်ကောင်းပါသည့်နေ့ဖြစ်၍အရေးကြီးပေသည်65တန်း4ချိန်ရှိသောဒီဇယ်စက်ကောင်းကြီးတက်ဆောင်သောနေ့ဆိုလျင်စက်သင်္ဘောပေါ်တွင်အလဲတဲ့တဲ့လမ်းတလန်းဒီဖြင့်သင်္ဘောဟန်ချက်ညီစရန်တင်ဆောင်ရသည်ထိုနေ့မျိုးတွင်စက်ကောင်းတစ်လုံးနှင့်၄ဘိန်းကုံတွဲတွဲသာတည်ဆောင်လေသည်စက်ကောင်းကြီးအားမြစ်ကူးအထူးရထားဖြင့်ချိတ်ဆက်၍ဆွဲတင်နိုင်ရန်မြစ်ကူးတွဲဆိုင်မှရှေ့ထားရသည်မြစ်ကူးရထားစက်ကောင်းသည်ကုန်းပေါ်မြေကြီးတွင်ရှိနေရပြီးထိုစက်ကောင်းရှေ့တွင်အမိုးအကားမပါသောပက်လက်တွဲ6တွဲကိုကြားကန်အဖြစ်ထားရှိရ၏တို့မှသာစက်ကောင်းမောင်းသည့်မြစ်ပြင်ရှိသင်္ဘောပေါ်မှရထားစက်ကောင်းများတွဲများကိုဓာတ်ရိုက်မြင်နိုင်မည်ဖြစ်သည်အလံပြအဖြစ်အထူးကျွမ်းကျင်သောဂျမရာခေါ်တွဲကြိတ်ကြီးများသာလှုပ်ဆောင်ရ၏အချက်ပြသည်လည်းအလွန်အရေးကြီးလေသည်စက်ကောင်းမောင်းသည်မြစ်ပြင်သင်္ဘောပေါ်ရှိစက်ကောင်းကြီးကိုကြည့်နေရသကဲ့သို့အချက်ပြအလှန်ကိုလည်းသတိပြုကြည့်ရ၏ကိုအောင်ဝင်းကအဓိကဥဆောင်သူဖြစ်သည်ဖြည်းဖြည်းချင်းလိမ့်ဆင်းလာသောတွဲဆိုင်နှင့်သင်္ဘောပေါ်မှတွဲဆိုင်ကိုတေချာစွာချိတ်ဆက်ပေးရ၏တွဲချိတ်ဆက်အဖို့မှပြောင်းပြန်ဖြစ်နေသဖြင့်အဖို့ချင်းရအောင်ချိတ်ဆက်ပေးရသည်မှလည်းပညာပါလေသည်အကယ်၍ချိတ်ဆက်ထားသောတွဲဆိုင်မြစ်ထဲမှကုန်းပေါ်သို့ဆွဲတင်သည့်အချိန်တွင်မှချိတ်ဆက်တစ်ခုခုပြုတ်ထွက်သွားလျင်ထိုတွဲဆိုင်မှမြစ်အတွင်းသင်္ဘောပေါ်သို့အရှိန်အဟုန်ဖြင့်ပြန်လည်ပြေးဆင်းသွားနိုင်ပေသည်ထိုအခါအလွန်အန္တရာယ်ကြီးမားပေ၏ထို့သို့မဖြစ်စေရန်ကိုအောင်ဝင်းတို့ကတာဝန်အပြည့်အဝယူရသည်ယထာတွဲဆိုင်ချိတ်ဆက်ပြီးတေးကြမှဆွဲခွင့်ပြုရ၏ထိုအမိန့်ကိုကိုအောင်ဝင်းတူရီကသာပေးရသည်အလံပြတွဲချိတ်ကြီးသည်ကိုအောင်ဝင်း၏အမိန့်နံကိုသာအမြဲနားဆွင့်နေရ၏ရပြီကိုခင်ရွှေဖြည်းဖြည်းချင်းဆွဲမယ်ကောင်လေးတွေကိုညာကန်ပြီးဘိန်းနဲ့တခါတည်းကတ်လိုက်မယ်ဟဲ့မတော်တဆတွဲချိတ်ဆက်ပြုတ်သွားလျင်ပြုတ်သွားသည့်အပိုင်းသည်ပြန်လဲပြေးဆင်းမသွားစေရန်ကိုညာခေါ်တစ်သားခုတုံးများကိုဘိန်းရွိတ်သွားသည့်နောက်မှကတ်လျက်ခုကလိုက်ပါခိုင်းခြင်းဖြစ်သည်တွဲချိတ်ကြီးသည်အလံစိမ်းကိုမြင့်၍တုံခါပြ၏
စက်ကောင်းမောင်းသည်ကုန်းမော်ဘက်သို့ဖြည်းညင်းစွာဆွဲတင်ရမည်ကိုနားလည်သည်ဖြည်းဖြည်းချင်းစက်ကောင်းကြီးရွေ့လာ၏ကိုအောင်ဝင်းသည်လည်းလက်ထဲတွင်ကွန်ညာဘီခုတစ်သားတုံးကိုကိုင်ကာလိုက်ပါလာရင်အဲ့ဒီအတိုင်းပုံမှန်လေးဆွဲမယ်မရက်နဲ့တော့ကောင်းတယ်ဖြည်းဖြည်းပဲသွားစက်ကောင်းတစ်ကြီးဘေးမှလိုက်ပါလျက်ပါဇက်မှလည်းမနာရန်ပြောနေ၏တင်မောဘောမှတန်လန်း20ကျော်လာခဲ့ပြီထိုစဉ်ဟိုးမြည်သူအော်လိုက်သည်မသိတွဲကြိတ်ကြီးကိုခင်ရွှေကအလံနီပြတွင်ယထာရက်သွားသည်စက်ကောင်းကြီးမှတင်မောနောက်ပိုင်းမှလွတ်လာသဖြင့်ပေါ့သွားကတင်မောဖင်ထောင်သွား၏ဥပိုင်းမှစက်ကောင်းဤတဘိုးကြီးဖိထား၍ဥဆိုင်သွားရာယထာလမ်းမှဗတ်ထချိုက်ပုံစံဖြစ်သွားသဖြင့်အလေဘိုးကြီးဘိန်းများမြောက်လျက်လမ်းနှင့်လွတ်သွားသည်ထိုကိစ္စကိုတွေ့၍တစုံတစ်ယောက်ကအော်လိုက်ခြင်းဖြစ်၏ကိုအောင်ဝင်းအလွန်စိတ်ဆိုးသွားသည်ဘယ်သူကဟိုးခိုင်းတာလဲကွကိုခင်ရွှေကျွန်တော်တန်ကိုပဲနားထောင်စမ်းပါဗျာဆက်ဆွဲခိုင်းပါမြန်လေးလို့အစိမ့်ပြကိုအောင်ဝင်းအော်တန်ကြား၍တွဲချိတ်ကြီးကိုခင်ရွှေကအလံစိမ့်ပြန်ပြလျက်ဆက်ဆွဲခိုင်း၏စက်ကောင်းမောင်းကဟွန်းတန်တစ်ချက်ပေးပြီးဆက်ဆွဲလေသည်ထိုအခါ AME ကအလဲဘိုးကြီးဘိန်းတွေလမ်းနဲ့လွတ်သွားလို့ကျွန်တော်ဟိုးခိုင်းလိုက်တာကိုအောင်ဝင်းခမရမမြင်ဘူးလားဆရာနောက်မှကျွန်တော်ရှင်းပြပါမယ်ခုခဏနေပါဦးကျွန်တော်ပြောသလိုသာလှုပ်ဆမ်းပါဆက်ဆွဲဟိပုံမှန်ပဲဆွဲယထာစကောင်းကြီးသည်ဖြည်းဖြည်းချင်းလိမ့်သွားရမှနောက်ဆုံးဘိုဂီသည်တင်မောတကားကြော်သည်နှင့်လမ်းမှာခွက်နေရမှပြန်ဖြောင်းသွားပြီးအလဲဘိုဂီဘိန်းများလည်းပုံမှန်လမ်းနှင့်ထိတွေ့သွားတော့သည်ကဲကိုခင်ရွှေလွတ်ကျွတ်ဆွဲသွားပြီတော့ဗျာဟင်ယထာစကောင်းတစ်ကောင်းလုံးတင်မောနှင့်လွတ်ပြီးကုန်းလန်းပေါ်ရောက်သွားပြီမို့ကိုအောင်ဝင်းကတွဲချိတ်ကြီးကိုအော်ပြောလိုက်ရင်တက်ပြင်းချလိုက်ခြင်းပဲထိုအခါမှတိုင်းရရှိဆရာ DME ရောက်လာပြီးကျွန်တော်တို့ရင်တွေတောင်တုံနေဗျာကိုအောင်ဝင်းဟာလက်စနဲ့မေးအောင်မယ်ခုနဒီ AME ဟိုးခိုင်းတာမမှန်ဘူးလားအလဲဘိုဂီဘိန်းတွေလမ်းနဲ့လွတ်သွားတာလေလမ်းချော်သွားမှဆိုလို့ဟိုးခိုင်းတာမှားလို့လားကျွန်တော်လည်းရောပြီးဟိုးလို့တော့အွန်လိုင်းမိသေးတယ်ရှင်းပြစမ်းမအောင်ကိုအောင်ဝင်းဟုတ်စီဟာကျွန်တော်ရှင်းပြပါမယ်စကောင်းကတင်းမောပေါ်မှာဝိတ်အညီနဲ့ဖိထားရာကဆွဲလိုက်တော့ရွေ့သွားတဲ့နေရာကနေပေါ့သွားပြီးတင်းမောဖင်ထောင်သွားတာတင်းမောဥပိုင်းမှာစကောင်းရဲ့နောက်ဆုံးဘိုဂီကဖိထားသေးတော့တင်းမောပို့ပြီးဥဆိုင်သွားတာလေအဲ့ဒီမှာခါခွဲပြီးအလဲဘိုဂီလွတ်သွားတာအဲ့ဒီအချိန်မှာမရက်သင့်ဘူးဆရာရက်လိုက်ရင်တန်လန်းကျိုးရင်ကျိုးမကျိုးရင်စက်ကောင်းခါကျိုးသွားတတ်တယ်ဆရာတန်လန်းကျိုးပြီးတန်လန်းဆက်ပြတ်သွားရင်စက်ကောင်းကြီးမြေထဲထိုးကျသွားမှပြဿနာတက်မှာတန်လန်းမကျိုးပဲစက်ကောင်းကြီးခါကျိုးသွားရင်လည်းသွားပြီကျွန်တော်ဝန်ထမ်းငယ်ဘဝတုန်းကဟင်္ဒနာစက်ရုံကနေ26နောက်ဝင်ပြီးထွက်ပြေးတဲ့စက်ကောင်းကြီးဒီရဲ့1232ဓမ္မီဘူရမှာစက်ဝင်းလမ်းထဲကိုလွှဲလိုက်လို့ပြုတ်ကျသွားတာကိုကရိန်းနဲ့မှတာခါကျိုးသွားတာမြင်ဘူးတဲ့ဆရာစကောင်းရဲ့အလဲဘိုဂီကခိုးထားတဲ့ဝိတ်ရဲ့အပေါ်မှာရှိတဲ့အင်ဂျင်ဘလောက်ကအလဲတဲ့မှာရှိနေတဲ့ဝိတ်ရဲ့အဲ့ဒီနှစ်အားကြောင့်ခါကျိုးသွားတာဆရာအဲ့လိုဖြစ်မှဆိုတာကြောင့်မရက်စေပဲကျွန်တော်ဆက်ဆွဲခိုင်းတာဘိုဂီဘိန်းလို့တာခဏလေးပါဆရာလမ်းပြောင်းဖို့ရှေ့ဘက်နည်းနည်းရောက်တာနဲ့ဘိုဂီကလမ်းပေါ်ပြန်ရောက်သွားမှာအဲ့ဒါမျိုးကတစ်နှစ်ကလည်းတစ်ခါကြုံဦးနေပြီလို့သိရတာပါကိုအောင်ဝင်းရှင်းပြသည်ကိုဆရာ DME သဘောကျကျေနပ်သွားလေ၏ထို့ကြောင့်ထိုညစာစားပွဲတွင် DME ကချီးကျူးစကားပြောခြင်းဖြစ်လေသည်ကိုအောင်ဝင်းသည်လည်းပီတိဖြင့်ကြည်နူးနေ၏ထိုချိန်တွင်ဆရာ AME ဥက္ကမောင်မြင့်သည်ကိုအောင်ဝင်းထံသို့ရောက်လာပြီးလေးစားဂုဏ်ယူပါတယ်ကိုအောင်ဝင်းပညာတွေလည်းရလို့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောထားတာတော့မမေ့နဲ့နော်ကျွန်တော်အလှည့်ရောက်ရင်တော့မညာဘူးဗျနော်ညစားစားပွဲမှာယမကအရှိန်လေးကလည်းရှိနေ၏AME စကားဒီတခါတော့ကိုအောင်ဝင်းပြန်လဲတုံ့ပြန်လိုက်၏ဟုတ်ဆရာကျွန်တော်ကလည်းစိတ်ခေါ်ရင်တိမ်မော်လိုက်မှာပါဆရာကိုအောင်ဝင်းကလည်းယမကာဤတွန်းအားနှင့်တက်ကြွနေလေသည်ဆရာ AME သည်အမှန်တကယ်ညှိုးမှန်ဖွဲ့လေသည်လားခင်မင်စိတ်ဖြင့်နောက်ပြောင်လေသည်လားသူကိုယ်တိုင်မှတပါအခြားသူမသိနိုင်ကြပြီ
ထို့နောက်ကိုအောင်ဝင်းကပြန်လည်၍တည်ကြည်သောမျက်နှာဖြင့်တခုတော့ရှိပါတယ်ဆရာဆရာအနေနဲ့ကျွန်တော်အပေါ်ဘလို့ပဲသဘောထားပါကျွန်တော်ကတော့ကျွန်တော်တို့ဘိုးစဉ်ပေါင်းဆက်ရင်းနှီးလောက်ကင်ခဲ့တဲ့ဟောဒီမိသားကြီးတိုးတက်ကောင်းမွန်ဖို့ဆိုရင်ဘယ်လိုဘဝရောက်ပါစီပိတ်ဆက်သွားဖို့အသင့်ပါပဲလို့ပြောပါရစေဆရာအားလုံးလေးစားလျက်ပါဖြောင်းကိုအောင်ဝင်းစကားဆုံးသည်နဲ့ခမ်းမတစ်ခုလုံးလက်ခုပ်တန်များစုညံသွားပါလေတော့တည်းစံဝင်းအောင်မြတ်အောင်ခန်းစားနားစဉ်ပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်နောက်ဆက်လက်ပြီးတော့လဲအလျင်းတင့်တယ်လို့ဝိထုတို့ကလေးများကိုတင်ဆက်သွားမှဖြစ်လို့အားပေးကြပါအောင်လို့မေတ္တာရက်ခံအပ်ပါတယ်စာချစ်သူအလုံးကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ